ဒါကတော့ဒီနေ့နောက်တစ်နေ့မနက်ပါမိုးလေးမတရားရွာနေလို့ဟီရိုဟိုတယ်ထဲမှာပဲစောင့်နေရတယ်ပေါ့နော်အပြင်သွားဖို့မိုးလေးနည်းနည်းဆဲတာနဲ့ဟီရိုလေဒီပုတ်တာရှိတဲ့တောင်ကုန်းစီကိုထွက်လာခဲ့ကြတယ်အဲ့ဒီမှာလည်းမိုးရေမတရားရွာနေလို့ဟီရင်တစ်ခေါက်ကလာခဲ့တော့ကရိုက်ထားတဲ့ဓပုံလေးတွေချိုးထည့်ပေးထားပါတယ်ပုံဝင်းချင်ကတော့ခုချိန်ဒီတူတူပါပဲလေဒီပိုးတာရှိတဲ့တောင်ကုန်းပေါ်ကနေပြီးတော့ပင်လယ်ပြင်ကြီးကိုဖြတ်ပြီးတနန်းမျိုးမြင်ရတဲ့ view ကလည်းအရမ်းမိုက်ပါတယ်ဒါကတော့မိုးရီတအားရွာနေလို့တေးချာရှင်းရှင်းလေးမမြင်နေရတာအဲ့မှာတိတ်အချိန်ကြီးဖြုံးတော့ပဲနေကြီးတို့တနန်းကိုပြန်လာခဲ့ပါတယ်ဟိုတယ်မှာ check out လုပ် luggage တွေကိုအပ်ပြီးတော့market bus ကိုထွက်လာခဲ့ပါတယ်တကယ်တော့ Marble Mountain နဲ့Hua An ဘက်ကိုသွားမယ်ဆိုပြီးတော့ plan ထားတာမိုးရီမတရားရုံလို့ cancel ဖြစ်သွားပါတယ်ဒါကတော့ market နားမှာရှိတဲ့ Four ဆိုင်ကနေပြီးတော့ Four ရဲ့ Spring Roll ရဲ့ကိုနေတဲ့စားပြီးတော့ market မှာ shopping ထွက်ကြပါပြီmarket ကလေဒနန်းမှာအရန်နာမည်ကြီးတဲ့ market တစ်ခုပါအဲ့ဒီမှာဆိုလို့ရှိရင် local made အဝတ်ထည်တွေနောက်အိတ်တွေဖနက်တွေနောက် handmade ပစ္စည်းတွေပေါ့နော်အရန်အများကြီးစုံစုံလင်လင်ရနိုင်ပါတယ်အဲ့မှာလဲကိုရီးယား tourist တွေအများကြီးဆုံးဝင်ကြတယ်ပေါ့နော်ဒီလိုလဲဝင်တိုးတာပေါ့နော်ဒါကတော့ handmade လုပ်ကလေးတနန်းမှာပတ်စံလဲမယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကတော့အရင်ရိတ်ကောင်းပါတယ်အကြီးကြီးတစ်ခေါက်လာတော့လည်းဒီဆိုင်မှာလည်းနေခဲ့တာပါဒီတစ်ခေါက်လည်းဒီမှာပဲပေါ့နော်ရှားတာလည်းအရင်လွယ်ပါတယ်ဟမ်မာကက်ရဲ့ဘီနာကအိုက်တောင်လေးမှာပါနန်းမှာလေးပန်းနေစုံလေးနဲ့တွေ့ရလဲရမ်းပြောရပါတယ်မိုးရီတာရွာနေရပဲအကြီးတို့ဟာအန်းကိုနှိမ့်ညက်နေဘက်ကိုသွားမယ်ဆိုတဲ့အစီအစဉ်ကိုဖြတ်လိုက်ရတယ်ပေါ့နော်အဲ့ဒါနဲ့ပဲမြို့ထဲမှာပဲ local shop ဆိုင်တွေကိုပတ်ကြည့်ကြမယ်ဆိုပြီးတော့မိုးရီရွာလေးနဲ့လက်ကိတလုံးဆွဲပြီးတော့အကြီးတို့ဈေးပေါက်နေကြပါတယ်အဲ့ဒီမှာ Korea tourist တော်တော်များများကလည်းအဲ့လိုမျိုး local ဆိုင်လေးတွေမှာသူတို့အများကြီးဝင်ကြတယ်ပေါ့နော်အဲ့ဒါနဲ့အကြီးတို့လည်းလိုက်ရှောက်ကြည့်နေဈေးပို့ကြတယ်ပေါ့တနန်းမှာလေ coffee ဆိုင်လေးတွေကသူ့ style နဲ့သူအရန် unique ဖြစ်တယ်ပေါ့နော် coffee taste ကလည်းအရန်ကောင်းပါတယ်အေး coffee ကြိုက်တဲ့သူတော့မှပဲ taste ဆန်းကြည့်ရတယ်အရန်မိုက်တယ်ပေါ့နော်အရင်တစ်ခေါက်လာတော့က Marble Mountain နဲ့ဒီ basketball စီးရဲ့ experience လေးကိုနည်းနည်း sharing လုပ်ပေးချင်ပါတယ် Marble Mountain မှာကလည်းမြင်ရတဲ့ဒနန်းမျိုးရဲ့ view ကအရန်မိုက်ပါတယ်တောင်ပေါ်တက်မယ်ဆိုလို့ရှိရင်ဒီတို့ဆက်လေကားနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းခြေချင်းဖြစ်ဖြစ်တက်လို့ရပါတယ်လူငယ်တွေအတွက်တော့ပိုပြီးသင့်တော်မယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့အရန်ပင်ပန်းပါတယ်တောင်ပေါ်တက်ရတာလေဒီတို့ကတော့အစင်းကိုခြေချင်းဆင်းလာပါအဲ့ဒီမှာ cave တွေအများကြီးရှိပါတယ်နောက်ပြီးတော့temple တွေအများကြီးရှိရပါတော့အဲ့တောင်တစ်လျှောက်ပါလေအဲ့ဒါတွေကိုတော့စိတ်ဝင်စားပွဲကြည့်လို့ရပါတယ်ဒါလေးကတော့ basketball စီးရတဲ့နေရာလေးပါဟွာအန်းကိုသွားတဲ့လမ်းမတစ်လျှောက်မှာရှိတာပါသူက coconut tree တွေရှိတဲ့နေရာမှာပတ်ပြီးတော့စီးရတာပေါ့နော်အဲ့ဒီလေကိုက3ယောက်စီးလို့ရပါတယ်လေလော်တဲ့သူနဲ့တခြားသူ2ယောက်နဲ့ပေါ့နော်ဒါကတော့သူတို့ performance လုပ်နေတယ်လေသမားကိုဆူချပြီးတော့တချို့ဆိုလို့ရှိရင်ဝင်ပြီးတော့ကကြပါသေးတယ်အဲ့လိုနဲ့ညစာတော့ EQ ကတော့ Latveria taste လေးကို brand နဲ့ပဲလေစားဖြစ်တယ်ပေါ့နော်ပြီးတော့ပါဆယ်ပါဆွဲပြီးတော့ညီတို့ hotel ကိုပြန် luggage တွေကိုယူပြီးတော့ airport သွားပါပြီ။ဒါဆိုတော့ EQ တို့ရဲ့ flight ကမနက်အစောကြီးဖြစ်နေတဲ့အတွက် EQ တို့ airport မှာပဲညလုံးသွားပြီးတော့မြင်လိုက်တယ်ပေါ့နော်။အဲ့ချိန်လေးတိတ်မရှိတဲ့အပြင်မနက်စော grab မှာတာအဆင်မပြေမှာဆိုလို့လေ။ဒီစိတ်မှာ4-5နာရီလောက်ပဲနားပြီးတော့ EQ တို့ရဲ့ body time ကိုရောက်ပါပြီ။ကောင်းစားနေပဲလေဒီလိုလူများနေပြီးတော့ sunrise view လေးကိုမြင်လိုက်ရတယ်ပေါ့နော်အရန်တန်တော့ပါအဲ့မှာမမျှော်လင့်ထားလေးတခုကဒီလိုကဒလက်ကိုဆင်းရမှာပါဒါပေမဲ့လို့ weather အရန်ဆိုးတဲ့အတွက်ဒလက်ရဲ့နီးနားမှာရှိတဲ့ကွင်းတစ်ခုကိုခဏဆင်းလိုက်ရတယ်ပေါ့နော်ပြီးကကြာမှဒလက်ကိုတစ်ခေါက်ပြန်ပြီးတော့ landing လုပ်ပါတယ်ဒါပေမဲ့လို့မှန်းထားတဲ့အချိန်က3နာရီလောက်ကြာသွားတယ်ပေါ့နော်ဒီကတော့ခါနေကဲဒလက်ကိုရောက်ပါပြီထင်းချူနဲ့နေရတော့တင်းနေရောပဲဒလက်ကိုရောက်ပါပြီလူတွေကတော့ကူကာဒီကီတို့ရဲ့ dinner trick လေးကတော့ဒီလောက်ပါပဲရှင်ဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ် See you in the next video bye bye